တေအဆူနွေတွေနဲ့မိဘရဲ့ရိမ်မာခွေဘုရင်တို့ကတွေလည်းမရှိခဲ့ရပါလေလူလောကလေးရှောင်ရမေရွယ်ချစ်ရမေသူတွေ့လာတော့အတူတူလက်တွေနှစ်ယောက်တည်းပြောတယ်အမေအိမ်ကိုပဲမိထားခဲ့ပါတယ်ရုံးကဲဘဝမှာချင်းလေးလွေလေးခရီးလဲလူမောပဲနွေးနေရုံးကဲဘဝမှာချင်းလေးလွေလေးခရီးလဲလူမောပဲနွေးနေအတိုင်းဝိုင်းတောင်ခွေနေတန်ရုံးစင်တွေတရားရီခမ်းများမှာခွေအမိမြတ်တာအမိကျေးဇူးအထူးတီနာလေအမိအင်ကူပဲချစ်သမီးလွမ်းမာတယ်သမီး